နောက်တစ်ခုမှလေမိန်းမတွေကပို့ပြီးတင်းကြီးခံရတယ်ဆိုအမှန်တရားပဲအဲ့တော့တခုတီးမြပို့မိန်းမတွေကတီးခံရတာဘာဖြစ်လို့လဲဆိုညအဲ့ဒီအိမ်မက်မက်တွေပေါ့နော်ကျမအောင်အိမ်မက်ထဲမှာတော်တော်နာကျင်စရာကောင်းလာအောင်ကျမအောင်လှုပ်တယ်သူကတော့ပြောတယ်အဲ့ဒါအိမ်မက်လေးတဲ့အပြင်မှာမဟုတ်ဘူးတဲ့အပြင်မှာဟုတ်မဟုတ်ငါအိမ်မက်ထဲမှာခံစားရတဲ့နာကျင်ရတယ်ဆိုအပြင်မှာလှုပ်တာနဲ့အတူပဲအဲ့တော့နေ့ကငါမုန်းတယ်နေ့ကိုတင်းကြီးမခံနိုင်ဘူးပြောထားတယ်စိတ်ဆိုးပြေအောင်လို့ဆိုအခုမာလာဘဲဆက်လိုက်ခြင်းပဲဆိုဒီကဖြစ်တဲ့ပြဿနာကိုရှင်းရတာတမျိုးအိမ်မှာထဲကြီးဖြစ်တဲ့ပြဿနာပါရှင်းရတာဆိုတော့အစမပြေတော့ဘူး။ငါကလည်းစုမလို့ပြန်ပြီးပါရဲ့။ဒဇက်လေးတင်လိုက်တာလည်းလို့နှက်ခမ်းတော့အယောင်တောက်ထတာ။ ဒီမှာကျတော့မတ်တဲ့အိမ်မက်ကကိုနဲ့ဘယ်လိုပြီးဆိုင်မလဲ။ငါဒီမနှောတွေကကြိုတိအိမ်မထဲမှာမနှောကောင်းတယ်။အိမ်မထဲပြဿနာအိမ်မထဲမှာပဲရှင်းလိုက်ပြီးတော့ပြီ။ငါတော်ခံသားနေရတာ။အခုငါလိုချင်တာတွေပါလိုက်ဝယ်ပြီးမှရမယ်။အိမ်မထဲမှာဝယ်ပြီးမယ်။အဲ့လိုမရအောင်ငါလက်တွေ့အကောင့်ထဲသမား။ရှင်းပါကြ။အိမ်မက်မှန်ရင်ရှာလို့ရတယ်။ပြဿနာဆိုရင်ရှာလို့ရတယ်။အိမ်မက်မရှာကြည့်လိုက်ငါနေမဟုတ်တယ်နေငါမဟုတ်။ငါအဲ့လေးနေနေကိုကိုကြီးမ။ငါကရောက်ပြောမလို့ရောက်မလို့နဲ့။မကျအရန်လာတယ်။ဒါပန်းစီရောက်လေးကြိုက်တဲ့သူတွေအတွက်ဒီလို AK series ကြိုက်တဲ့သူအရောက်ကြီးကြိုက်တဲ့သူတွေเนาะအခုအရောက်စုံလေးပြန်ရနေပြီးဝယ်လို့ရတယ်ဒါလေးရောက် AK7 နည်းနည်းလေးတင်လိုက်တာနဲ့နှက်ခမ်းတစ်ပြည့်ဆိုလို့ရတယ်သူကနှက်ခမ်းသားနဲ့တက်သားတယ်ပဲအဲ့ဒီအလုံးကဒီထက်ကတော်တော်ကြီးနေတာအဲ့ဒါနောက်တစ်ပတ်နေအဲ့လေးမှန်ပြောင်းကြည့်ရမှာပေါ့နော်အဲ့ဒါဒီမှာအခုနှက်ခမ်းသားကွဲနေရအောင်မှစိုးလိုက်လို့ရှိရင်အဲ့လိုအသားနဲ့တစ်ထက်တပြေးတယ်ပေါ့ဒီလိုကို့အသားနဲ့ဆက်တဲ့ကြပေါ့ပါတယ်လောက sticky မဖြစ်ဘူးဒီလိုအကွဲကြောင်နေမဖြစ်ဘူးface set လေးတွေဝယ်လို့ရပြီเนาะဈေးနှုန်းက2000တက်တယ်2500အားရဖြစ်သွားပါပြီရှင်ဒါလေးကတော့1000တက်မှ6000ဒါကလေအဲ့ဒီလို daily စိတ်ကြိုက်စိုးရင်တော့မှလေအဲ့ဒီတော့အနည်းဆုံး6လခန့်တယ်တခြားဝယ်ပြီးတမိတရီရောစိုးရုံပဲနှစ်ခါတော့ညီမမဟုတ်ထင်တယ်လေနေလေးယောက်နေရိုက်တော့မမြင်ရဘူးဘာမှတတာ